တခါတုန်းကဆိုင်ဒီဇိုင်းရဲ့အေးခန်းထဲမှာအန်ဒီရဲ့တကူမထင်မှတ်ပဲဖြစ်သွားခဲ့တယ်။ကပ်ပုံတပုံတစ်ချက်လောက်ကွဲထွက်သွားတဲ့အတန်တကူထွက်လာတယ်။အဲ့ဒီအချိန်မှာပဲအေးခန်းထဲကအမဲခဲတွေပြူကျသွားတဲ့အတန်ကမန်နေဂျာတကားပက်သွားတဲ့အတန်ကိုဖုံးကွယ်သွားခဲ့တယ်။အဲ့ဒီလိုနဲ့မီလီဆိုတဲ့မိန်းကလေးတယောက်ကို -8 degree Celsius အေးခန်းထဲမှာမတိမတာပိတ်မိသွားခဲ့တယ်။အစာပိုင်းမှာသူမှဘာမှမသိခဲ့ဘူး။မန်နေဂျာကစိုင်မီးတွေအကုန်ပိတ်လိုက်တဲ့အချိန်မှသာအန်ဒီရဲ့ကိုသိလာခဲ့တယ်။မီလီလန့်ပေးဆက်လာတယ်။အလွန်တင်းကျပ်တဲ့တကားကိုအားကုန်နဲ့ခောက်တယ်။အလန့်တကြားနဲ့အလင်းဖွင့်လိုက်ပြီးမြသူမရဲ့စိတ်ထဲကအလင်းတော့မပေါ်တော့ဘူး။အပြင်မှာမန်နေဂျာကဖုံးပြောနေတော့မယ်။ဘာအတမ်းမှမကြားနိုင်ခဲ့ဘူး။မော်ထဲကထွက်သွားတဲ့အချိန်ထိဖုံးခေါ်ဆိုမှုပြီးသေးဘူး။မီလီအလင်းအမြန်ဖုံးရှာတယ်။ဒါပေမဲ့ကန်ဆိုးစွာနဲ့သူမရဲ့ဖုံးကစိုင်ကောင်းတာပေါ်မှာပဲကျန်နေခဲ့တယ်။အေးခန်းထဲမှာအေးခဲသွားတဲ့လေထုကိုခန်းစားရင်သူမစိတ်ပြက်အာရုံသွားတယ်။ဘာလို့ရမလဲမသိပေမဲ့လက်မလျှော့ဘူး။သူမကားလေးကစီးကိုတွေ့ပြီးတကားကိုအားနဲ့ထိုးတယ်။ထိုးလို့တကားကမဖွင့်ဘူး။ဒါပေမဲ့သူမလက်တွေကတော့သွေးထွက်ပြီးအနာတွေဖြစ်လာတယ်။အပူချင်းပိုးပြီးကြာစင်လာတယ်။မီလီလက်ကိုပုတ်ပြီးအပူနဲ့နေလောက်ရဖို့ကြိုးစားတယ်။အဲ့ဒီအချိန်မှာမတော်တဆသူမရဲ့အိတ်ထဲကရုပ်ရှင်လက်မှတ်တစ်စောင်ထိတွေ့မိလေ။နာယီကိုကြည့်လိုက်တယ်။နောက်ဆုံးပြသမယ့်ရုပ်ရှင်ပြီးလို့နေပါဖြစ်နေပြီ။သူမလဲတစ်ခုကိုယူပြီးတကားနာကိုပြေးသွားတယ်။နာယီကိုမျက်စိမလွတ်ဖဲစောင့်နေလေ။အချင်းတန်တဲ့အခါသူမလဲကိုအားကုန်တဲ့တကားကိုရိုက်တယ်။အဲ့ဒီအချိန်မှာပဲရုပ်ရှင်ကြည့်ပြီးပြန်လာတဲ့လူအုပ်တစုဆိုင်ရှိကဖြတ်သွားတယ်။ဒါပေမဲ့လူတိုင်းကရုပ်ရှင်အကြောင်းပြောနေကြတယ်။ညစာဘာစားမလဲဆိုတာဆွေးနွေးနေကြတယ်။မီလီရဲ့အကူအညီတောင်းတကိုဘယ်သူမှမကြားနိုင်ခဲ့ဘူး။လူအုပ်လေးဖြတ်သွားပြီးရဲ့နောက်ကလေးလေးတယောက်လာတယ်။သူကတကားခောက်တန်ကိုကြားတယ်။သူ့အဖေကိုပြောလိုက်တယ်။ဒါပေမဲ့သူ့အဖေကဖုံးကိုချပြီးလာကြည့်ချိန်မှာမီလီရဲ့လက်ထဲကလှဲ့လဲကျသွားပြီ။သူမခန္ဓာကိုယ်ကအေးလုံးအားမရှိတော့ဘူး။သူမရဲ့နောက်ဆုံးအခွင့်အရေးလှောက်သွားခဲ့ပြီ။မော်ထဲကမီလီတစ်လုံးပိတ်သွားတယ်။မီလီအေးခန်းထဲမှာတယောက်ထဲကျန်ခဲ့ပြီ။အေးကြောက်သူမရဲ့နာရီတောင်ကတ်သွားတယ်။အချိန်ကိုမမြင်နိုင်တဲ့အခါသူမရဲ့စိတ်လည်းပိုပြီးပျောက်ဆုံးသွားတယ်လို့ထင်လာတယ်။ပိုဆိုးလာကနှာခေါင်းကသွေးထွက်လာတယ်။အေးလွတ်နဲ့လေတို့ကြောင့်ဒီလိုဆက်သွားရင်သူမမကြခင်မရှိနိုင်တော့ဘူး။ကြောက်ရွံ့မှုနဲ့သူမတောင်းတနေရာမှာကိုဆူထားတယ်။ဘာလို့ရမလဲမသိဘူး။အချိန်ဘလောက်ကြံသေးလဲလည်းမသိဘူး။နောက်တစ်ခါလက်တွေအေးခဲလာတယ်။နှင်းရည်ခဲကလက်အမောင်းပေါ်ထိတဖြည်းဖြည်းတက်လာတယ်။ဒါပေမဲ့မီလီမလက်လျှော့ဘူး။သူမငကက်တွေဖြုတ်တယ်။အိတ်သေးကအင်ဂျီပါတစ်ထည်ထုတ်တယ်။နှစ်ပိုင်းခွေးပြီးလက်နဲ့ခြေတိုင်းကိုချီတယ်။ဒါပေမဲ့အဲ့လာမလုံးလောက်ဘူး။သူမခြေချောင်းတွေတောင်အေးခဲပြီးကွဲထွက်လာတယ်။မီလီအေးခဲနေတဲ့အခန်းထဲမှာကိုပိုပြီးကြစ်လက်စွာပတ်ထားနိုင်တာပဲလုပ်နိုင်တော့တယ်။အချိန်ဘလောက်ကုန်သွားပြီဆိုတာလေသူမမသိတော့ဘူး။နောက်ဆုံးမှာတော့သူမတခုခုသတိထားမိလာတယ်။အိတ်ခဲလေးတွေအားလုံးကအခန်းထဲကပန်ကာနှလုံးကနေထွက်လာတာပဲ။ဒီချက်ကိုသိလိုက်တဲ့အခါသူမမျောလင့်ချက်တစ်စိတ်တစ်ပိုင်းပြင်ရလာတယ်။သူမတတိစူစီပြီးပုံတပုံကိုဆွဲလာတယ်။အဲ့ဒါကိုကွဲထွက်အောင်ဖောက်ပြီးစကုပြားနိုင်ချက်ပြုတ်လုပ်တယ်။ကိုခန္ဓာနာကျင်နေတော့လေသူမလေကားပေါ်ကိုတတိဟစ်တက်ထားတယ်။အိတ်ခဲလေးကသူမမျက်နှာကိုဓာတ်လိုထိုးကဖျက်သွားသလိုနာကျင်စေတယ်။သူမခြေထောက်ထိပ်ပေါ်တက်ပြီးလက်တွေတွန်းနဲ့ပန်ကာတစ်လုံးကိုစကုပြားနဲ့ပိတ်လိုက်တယ်။ထို့နောက်တိတ်နဲ့တီးကြပိတ်တယ်။နည်းနည်းမှအမှားဖြင့်သူမလေကားပေါ်ကနေပြုတ်ကျနိုင်တယ်။ဒုတိယပန်ကာကိုပိတ်ထိချိန်မှာပဲပထမတစ်ခုပေါ်ကစကုပြားကလေထဲနဲ့ပြန်ပြတ်သွားတယ်။မီလီပြန်ချက်ဖို့ကြိုးစားတယ်။ဒါပေမဲ့ခြေချော်သွားပြီးမြေပြင်ပေါ်ကိုပြင်းပြင်းထန်ထန်ကျသွားတယ်။ကံကောင်းတာကခန္ဓာကိုယ်တစ်ခုလုံးမထိခိုက်သွားဘူး။ဒါပေမဲ့သူမရဲ့ညာဘက်ခြေထောက်တော့ဖိနှိမ်ခံပြီးကျိုးသွားတယ်။အေးခဲနေတဲ့နေရာထဲမှာဒီတန်ရာကအခြေအနေကိုပိုပြီးဆိုးရွားစေတယ်။ဒါပေမဲ့မီလီလည်းမလျှော့ဘူး။သူမဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်။သူမကျူးနေတဲ့ခြေထောက်ကိုစစ်နှစ်ခုကြားမှာထားလိုက်တယ်။တစ်ဖက်ကစကုပြားတစ်ချက်ကိုဆွဲထုတ်လိုက်တယ်။အသက်ကိုတင်းတင်းရှူထားတယ်။ပြီးတော့သွားကိုတင်းတင်းကြိုက်ပြီးကျိုးနေတဲ့အယိုးကိုပြန်တိအောင်တင်းကျပ်စွာဖိလိုက်တယ်။နာကျင်မှုကအရန်ကြီးတယ်။ဒါပေမဲ့သူမတီးချန်တယ်။အေးခဲမှုနဲ့နာကျင်မှုနှစ်ခုလုံးကိုတပြိုင်နက်ခံနေတယ်။သူမခြေထောက်ကိုအဝတ်နဲ့ပတ်တယ်။စကုပြားနဲ့အထောက်ကူပေးပြီးတိတ်နဲ့တင်းတင်းချီတယ်။အခုတော့သူမခြေထောက်ကနည်းနည်းလောက်အလေးချနိုင်လာပြီ။အဲ့ဒီနောက်သူမအားပြန်ရဖို့အစားအစာရှာတယ်။အရင်တုန်းကနူးညံ့နေတဲ့အာလူကြော်လေးကောင်အခုတော့ကြောက်ခဲလို့တင်းမသွားပြီ။မီလီမတက်နိုင်တော့ဘူး။နေရန်ဘေးမှာကိုပတ်ထားပြီးထိုင်နေတယ်။ကံကြမ္မာဘာဖြစ်လာမလဲဆိုတာကိုပဲစောင့်နေတယ်။အဲ့ဒီအချိန်မှာသူမကြောက်ကောင်းတကောင်ကိုတွေ့လိုက်တယ်။ပုံမှန်ဆိုရင်ကြောက်မယ်ဆိုတာဒါပေမဲ့အခုတော့မဟုတ်ဘူး။သူမကြောက်အောက်ကပုံကိုယူလိုက်တယ်။ပုံထဲမှာချောကလက်တစ်စိတ်ရှိနေတယ်။သူမအမြန်စားလိုက်တယ်။အားပြန်ရမှာပဲဆက်လက်အသက်ရှင်နိုင်မယ်ဆိုတာသူမသိနေတယ်။ကြောက်ကလေးအစားရှာနေတာကိုသူမကြည့်လိုက်တယ်။ပြီးတော့သူမချောကလက်ကိုနည်းနည်းချိုးပြီးကြောက်ကိုလှန့်ပစ်လိုက်တယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့နှစ်ယောက်လုံးတူညီတဲ့ကြမ်းတမ်းတဲ့ကံကြမ္မာတွေမှာရှိနေကြလို့ပါ။အချိန်တွေဖြတ်တန်းလာတဲ့အချိန်မှာအေးခန်းအပူချိန်က -6 ဒီဂရီအထိကျဆင်းသွားပြီဒီလိုပဲဆက်သွားရင်မီလီတီချာပေါက် EKB သေသွားရမယ်ဆိုတာသူမသိနေတယ်အဲ့ဒီအချိန်မှာသူမအိတ်ထဲမှာလိုက်တာတစ်ခုရှိနေသေးတာကိုသတိရလာတယ်သူမတွေ့သမျှအရာတွေကိုမီးရှို့စားပြီးအပူရဖို့ကြိုးစားတယ်တောင်တက်ချင်တဲ့အိမ်မက်နဲ့ဆက်ဆက်နေတဲ့ကနေဒါဗီဇာလျှောက်လာစာလွတ်တွေတောင်မလွတ်ဘူးအသက်ရှင်ဖို့ဆိုရင်အိမ်မက်တောင်ဆွတ်လွတ်ဖို့အသင့်ဖြစ်နေပြီတဖြည်းဖြည်းအေးခန်းတဲ့အပူချိန်နဲ့တက်လာတယ်ကြွက်လေးတောင်အပူကိုခံစားရလို့မီလီနာကိုပုံနီးလာတယ်ဒါပေမဲ့မကြခင်မှာပဲမီးခိုးတဲ့အခန်းထဲပြည့်သွားတယ်မီလီစိုးစိုးဝါးဝါချောင်းဆုပ်လာတယ်အသက်ရှူရခက်လာတယ်
အခုတော့အေးကြောင့်မဟုတ်ပဲမိကိုကြောင့်တည်သွားနိုင်တယ်ဆိုတာသူမသဘောပေါက်လာတယ်သူမအငန်စက်ကူပြားတစ်ချက်ယူပြီးမိကိုပိတ်လိုက်တယ်အဲ့ဒီအချိန်မှာပဲမိလောင်ပြီးမကုန်သေးတဲ့စာရွက်တစ်ရွက်ကိုတွေ့လိုက်တယ်အဲ့ဒီစာရွက်ပေါ်မှာအပိုရှိတဲ့လုံခြုံနေရာတစ်ခုကိုပုံဆွဲထားတယ်မိလေးရဲ့စိတ်ထဲမှာအကြံတကူလျှောက်တစ်ပြတ်ထွက်လာတယ်သူမတန်ရာရနေတဲ့ကိုယ်ခန္ဓာကိုဆွဲရက်ပုံးတွေပလတ်စတစ်ဘောင်းတွေကိုသုံးပြီးအနှဲငယ်လုံခြုံတဲ့တဲလေးတစ်ခုဆောက်လိုက်တယ်အပေါ်မှာစက်ကူပြားတစ်ချက်တင်လိုက်တယ်ကြွက်လေးကိုတော့အတွင်းထဲထည့်ပေးလိုက်တယ်အဲ့ဒီထဲမှာပုံးနေရင်စိတ်ကြောက်စရာနည်းနည်းရော့မယ်လို့ထင်တယ်ဒါပေမဲ့အေးခဲလေးကိုတော့မတားနိုင်ဘူးပတ်ဝန်းကျင်အကုန်လုံးအေးခဲနေတော့မယ်ဘလောက်ကြာသွားပြီလဲမသိဘူးမိလီပြောင်းလဲနိုးလိုက်တဲ့အချိန်မှာသူမလက်တစ်ဖက်ကစက်ကူပြားပေါ်ကနေလျှောပြီးမြေလီနဲ့တင်းတင်းကပ်ပြီးအေးခဲနေပြီအချိန်မရှိတော့ဘူးနောက်ထပ်ကြာသွားရင်လက်ကပိုးပြီးကတ်သွားမယ်သူမသွားကိုတင်းတင်းကပ်ပြီးလက်ကိုအားနဲ့ဆွဲထုတ်လိုက်တယ်အာနာကျင်မှုကြီးနဲ့အော်လိုက်တယ်ကြွက်လေးကိုကြည့်လိုက်တော့အဲ့ဒီအချိန်မှာပဲအေးခဲပြီးတေးသွားပြီးသားအချိန်အကြာကြီးမလှုပ်ရှားထားတာကြောင့်လှုပ်ရှားမှုတိုင်းကနာကျင်မှုကိုနှက်ဆက်ဖြစ်စေတယ်အရေးပြားတောင်အေးလုံးလိုကွဲထွက်လာတယ်ငါဘလောက်ထိထက်ခံနိုင်မလဲဆိုတဲ့စိတ်ဖြစ်မှုအဲ့ဒီအချိန်မှာမီလီပန်ကာဒီကိုပြန်ကြည့်လိုက်တယ်ဒီတစ်ခေါက်တော့သူမဆုံးဖြတ်ချက်ခိုင်မာနေပြီသူမတန်တုတ်တစ်ချောင်းကိုဆွဲလာတယ်တုံတုံနဲ့လေဝင်ပေါက်ထဲထိုးထည့်တယ်အားကုန်နဲ့ဖိချလိုက်တယ်ပိတ်ထားတဲ့အဖုံးကိုဖယ်ရှားကိုစူးစမ်းနေတယ်အချင်းချင်းစူးစမ်းပြီးနောက်မှာတော့မီလီအဖုံးကိုနောက်ဆုံးမှဖယ်ရှားနိုင်ခဲ့တယ်အခုတော့ပန်ကာကိုရက်တန်နိုင်ပြီဆိုရင်အေးရဲလီရော့နေလာမယ်သူမလက်နှစ်ဖက်နဲ့တန်တုတ်ကိုခိုင်ခိုင်မြဲမြဲကင်ပြီးစူးစမ်းတယ်ဒါပေမဲ့ဒီနီးလန်းကအလုံးမဖြစ်ဘူးအဲ့ဒီအချိန်မှာအပူချိန်ကမိုင်းနဲ့ဆက်ထွလေဒီဂရီထိကျသွားပြီဒီလိုပဲဆက်သွားရင်မီလီအသက်ရှင်နိုင်မှာမဟုတ်ဘူးသူမနည်းနည်းနားလိုက်တယ်အေးခဲနေတဲ့လက်ကိုပလတ်စတစ်နဲ့ပတ်လိုက်တယ်နောက်ပြီးကိုတကိုလုံးကိုလည်းပတ်ထားလိုက်တယ်ဘဲလက်ထဲမှာတော့အေးခဲနေတဲ့အသားတစ်ပိုင်းကိုကင်ထားပြီးသူမမျက်စိကိုပန်ကာပေါ်တစ်ချိန်လုံးမျက်မပြတ်ကြည့်နေတယ်အဲ့ဒီအချိန်မှာမီလီကစစ်သားတယောက်လိုပြောင်းလဲသွားသလိုပဲသူမအသားကိုပန်ကာဘက်ကိုဖိလိုက်တယ်ပထမတစ်ခါမတီးဘူးထပ်ဖြစ်တယ်ထပ်ပြီးဖြစ်တယ်အချိန်များလာတာနဲ့အမျှသူမမျက်လုံးတွေပိုပြီးပြတ်သားလာတယ်စိတ်အားကပိုပြီးခိုင်မာလာတယ်နောက်ဆုံးမှာတော့သူမအားကုန်သုံးပြီးအေးခဲနေတဲ့အသားကိုပန်ကာစီတိတိကျကျဆစ်လိုက်တယ်ဒီတစ်ခါတော့အောင်မြင်သွားပြီပန်ကာကရက်သွားတယ်အေးခဲလီကထိုးသွားနေသေးပေမဲ့သူမစိတ်ထဲမှာတော့ငေါ်လင့်ချက်လေးတောက်လောင်လာတယ်သူမနောက်ထပ်အသားလေးထည့်ပြီးပန်ကာကိုပြန်မလက်နိုင်အောင်တင်းတင်းပိတ်ထားလိုက်တယ်အခုတော့ပန်ကာတစ်လုံးလာကြံနေသေးတယ်အဲ့ဒီတစ်လုံးကိုလည်းရက်တန်နိုင်ရင်သူမအသက်ရှင်နိုင်မဲ့အခွင့်အရေးရှိနေသေးတယ်ဒါပေမဲ့သူမအားတွေမကြံတော့ဘူးဖြစ်လိုက်တိုင်းမလွတ်ဘူးနောက်ဆုံးမှာတော့သူမမြေပြင်ပေါ်ကိုလဲကျသွားတယ်အဲ့ဒီအချိန်မှာသူမအရေးပြားတွေအပြာရောင်ပလောင်ထိကွဲထွက်နေတယ်နောက်ဆုံးကြံတဲ့အားနဲ့သူမနရံကိုတုံတုံနဲ့ထိုးနေတယ်မထင်မှတ်ပဲသူမလက်ကဝတ်အုပ်တစ်ခုကိုထိမိသွားတယ်သူမစပင်ကလစ်ကိုထုတ်ပြီးဝတ်အုပ်ကိုဖြုတ်လိုက်တယ်အဖုံးကိုဖယ်လိုက်တော့ဒါဟာထွက်ပေါက်လေးတစ်ခုဖြစ်နေတယ်ဒါပေမဲ့သူမအဲ့ဒီထဲကိုဝင်ဖို့အားမကြံတော့ဘူးဒါကြောင့်သူမတိုက်ခိုက်တယ်သူမတူပြားတစ်ချက်ကိုယူပြီးအတွင်းကနေနှစ်ချက်ထိုးလိုက်တယ်အဲ့ဒီအချိန်မှာပဲသူမအဖေကစိုးရင်စိမ့်နဲ့ရှာဖွေနေတုန်းအဲ့ဒီနေရာကိုဖြတ်သွားတယ်အတန်ကိုကြားလိုက်ပြီးချက်ချင်းရေမီးတက်တကားကိုဖွင့်လိုက်တယ်အပြင်ဘက်ကကြည့်ရင်ရိုးရိုး fire hydrant တခုလိုပဲဖြစ်နေတယ်သူအနားယူမလို့ပြန်လှည့်ချင်တဲ့အချိန်မှာပဲကလန်းဆိုတဲ့အတန်ထွက်သွားတယ်မီလီလက်ထက်ကတုတ်ပြားကျသွားတာပါအဲ့ဒီအတန်ကသူ့အဖေကိုပြန်လှည့်လာစေတယ်စိုးရင်စိတ်ကသူ့ကိုပြောနေတယ်အချိန်တိုင်းကအရေးကြီးတယ်မီလီကတော့အေးခဲနေတဲ့မြေပြင်ပေါ်မှာမျက်လုံးပိတ်ပြီးလဲရက်အဲ့ဒီအချိန်မှာပဲသူမအဖေသူမကိုနောက်ဆုံးရှာတွေ့လိုက်ပြီမီလီကိုအချိန်မီကဲတင်နိုင်ခဲ့တယ်သူမအသက်ရှင်နိုင်ခဲ့ပေမဲ့ဒီအတွေ့အကြုံကသူမဘဝတစ်လျှောက်လုံးမမေ့နိုင်တဲ့အမှတ်တရတစ်ခုဖြစ်သွားတယ်ဒီဇလန်းကပြောချင်တာကတော့ဘလောက်ခက်ခဲတဲ့အခြေအနေမျိုးမှာပဲဖြစ်ဖြစ်မလျှော့တဲ့စိတ်ဓာတ်နဲ့မျောလင့်ချက်ရှိနေတဲ့၍တယောက်ရဲ့အသက်ရှင်နိုင်မဲ့အခွင့်အရေးအမြဲရှိနေသေးရဲ့ဆိုတာပါပဲ